ကျောင်းတွင်ဖျားပွဲကျင်းပနေစဉ်အကြမ်းဖက်စစ်တပ်ဘုံကျဲသဖြင့်လူဒါဇင်နဲ့ချီပြီးတော့သေဆုံးမကွေးတိုင်းပခုတ်ကူခရိုင်ပေါင်းမြို့နယ်တွေကချက်ကန်ကျေးရွာမှာရွာဖျားပွဲကျင်းပနေချိန်အကြမ်းဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့်ဒေသခံ10ဦးထပ်မံသေဆုံးခဲ့တယ်လို့ဒေသရင်းသတင်းရှင်းမြစ်တွေစီကသိရပါဗျ။ဒီကနေ့ဖေဖော်ဝါရီလ10ရက်နေ့မနက်7:00နာရီဝန်းကျင်လောက်မှာချက်ကန်ကျေးရွာကိုအကြမ်းဖက်စစ်တပ်ရဲ့ကပစ22ကတက်လာတဲ့ဖာရာမော်တာ2စီးကလေကြောင်းတိုက်ခိုက်မှုလှုံ့ဆော်ခဲ့တယ်လို့ဆိုပါတယ်။သိမ်းမကြခင်မှာပဲမကွေးလေတပ်ကနေဂျက်ဖိုက်တာ3စီးတက်လာပြီးချက်ကန်ကျေးရွာကိုပေါင်900ဘုံတွေထပ်မံကျဲချခဲ့တယ်လို့သိရပါတယ်။ဘုံသီးရတပြိုင်တည်းကျဲတာဖိုက်တာ3စီးကိုဘုံအလုံးရင်9လုံးကျဲချတိုက်ခိုက်ခဲ့တာပါရွာမှာဖျားပွဲရှိနေတဲ့ချိန်မှာတိုက်ခိုက်သွားတာပါလို့အညာမြေအရက်ဖက်လူမှုအဖွဲ့အစည်းများရဲ့တာဝန်ရှိသူဆရာထွေးကပြောပါတယ်အဆိုပါလေးချောင်းတိုက်ခိုက်မှုကြောင့်လက်ရှိမှာလူ10ဦးသေဆုံးထားကြောင်းအတည်ပြုထားနိုင်ပြီး10ဦးခန့်ဒဏ်ရာအပြင်းထန်ရရှိခဲ့တယ်လို့ပျောက်ဆုံးနေတဲ့သူတွေလည်းရှိတယ်လို့ကနဦးရသိရပါတယ်တလုံးငါဆိုကုန်းစုံဆိုင်ပေါ်ကျသွားပြီးတော့အဲ့ဒီအိမ်ကအမျိုးသမီးတစ်ယောက်အစာနာရှာမရအောင်ခန္ဓာကိုယ်ကပျောက်နေတယ်လို့သိရတယ်။သေဆုံးသူ10ဦးကတော့အတည်ပြုထားနိုင်ပါတယ်လို့အညာမြေအရက်ဖက်လူမှုအဖွဲ့အစည်းများရဲ့တာဝန်ရှိသူကဆက်ပြောပါတယ်။လေကြောင်းတိုက်ခိုက်ခံရတဲ့ချက်ကန်ကျေးရွာဟာအင်ဂျီ900ကျော်ရှိတဲ့ကျေးရွာကြီးတစ်ရွာဖြစ်ပြီးအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားနေခြင်းလည်းမရှိပဲအရက်သားတွေကိုပြစ်မှတ်ထားပြီးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။